2026ကမ္ဘာဖလားဒေးစစ်ပွဲစဉ်များပွဲကြိုအထူးသုံးသက်ချက် EN Sport ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အင်္ဂါနေ့မှာရှင်ပြန်ကစားသွားမယ့်ကမ္ဘာဖလားပွဲစဉ်များကိုသုံးသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပြင်တစ်နဲ့စီနီဂေါပြင်တစ်က2026ကမ္ဘာဖလားမှာစပိန်နဲ့အတူပိုဆွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်နေတာပါလက်ရှိပြင်တစ်မှာလည်းကစားသမားကောင်းတွေပိုင်ဆိုင်ထားပေမဲ့အစင်လာအရစီနီဂေါနဲ့တွေ့ရင်ရုန်းကန်ရလေရှိပါတယ်2002ကမ္ဘာဖလားအဖွင့်ပွဲမှာတော့လည်းပြင်တစ်ဟာစီနီဂေါကိုရှုံးခဲ့ရပါတယ်အခုလည်းစီနီဂေါကဖော်အတော်လေးကောင်းနေပြီးတော့ပြိုင်ပွဲဆုံးနောက်ဆုံးပွဲ40ဆက်တိုက်ရှုံးပွဲမရှိဖြတ်တန်းထားနိုင်တာပါစီနီဂေါကျေးအောင်နိုင်ချီမြင့်မာနေပါတယ်ဒီပွဲစဉ်တွေထဲကအကြိုက်ဆုံးတပွဲကောင်းရွေးချယ်မှုတော့ EN Sport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ် Channel ကို join ပြီးတော့အခမဲ့ရယူနိုင်ပါတယ် join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ် Iran နဲ့ Norway ကစားသမားကောင်းများစွာပိုင်ဆိုင်ထားတဲ့ Norway ကချစ်စစ်ပွဲတစ်လျှောက်အကောင်းဆုံးတိုက်စစ်ပုံစံပြသနိုင်ခဲ့ပါတယ်ပြိုင်ပွဲဆုံးနောက်ဆုံး10ပွဲဆက်တိုက်အနိုင်ရရှိပြီးတော့ထို10ပွဲမှာလည်းတပွဲပြတ်မြတ်၄ဂိုးသွင်းယူထားနိုင်ပါတယ်ဖွင့်လှစ်မှုရလဲအီရော့ကတော့ဒီပွဲမှာဂိုးရဖို့မလွယ်ပါဘူးဟာလန်ဂိုးမျိုးမဲ့နော်ဝေးကိုပဲရွေးချယ်ပါမယ်အာဂျင်တီးနားနဲ့အယ်ဂျီးရီးယားကရှော့တက်လို့မရတဲ့အာဖရိကအသင်းကြီးပါနောက်ဆုံး12ပွဲမှာ9ပွဲအနိုင်ရထားပြီးတော့တပွဲပြတ်မြတ်တကိုးသွင်းက 0.5 ဂိုးရပေးထားရခြင်းအသင်းရဲ့စနစ်တကျကစားပုံကိုဖော်ပြနေပါတယ်လက်ရှိကမ္ဘာဖလားချန်ပီယံအာဂျင်တီးနားကလည်းပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲဆက်တိုက်အနိုင်ကစားထားပြီးတော့အဆိုပါ6ပွဲမှာ9ပွဲတိတိခံစစ်ကဂိုးမပေးခဲ့ရပါဘူးဒါကြောင့်ဒီပွဲမှာဘော်ဒီထက်ဆိုင်ရင်ဂိုးနဲ့ကအကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါဒီပွဲစဉ်တွေထဲကအကြိုက်ဆုံးတပွဲကောင်းရွေးချယ်မှုတော့ EN Sport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ် comment မှာ link ချပေးထားပါတယ်ဒီပွဲစဉ်တွေပေါ့ညီကိုတော့ဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ